ဒီနေ့ကျွန်တော်တက်မဲ့ဆွေးလန်းခြင်းဆိုတဲ့ခေါင်းစဉ်အဖြစ်အနေငယ်ခွင့်အားပေးခြင်းနဲ့အခြေပြုကျမ်းပိုင်နေဖြစ်ကောလောသဲအခန်းကြီး3ပိုင်ငယ်နဲ့ညီကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့အထက်အရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြလော့ဆွဲလန်းတတ်မဲ့တဲ့အရာဆိုတော့ကျွန်တော်လူတိုင်းမှာရှိတဲ့အရာဖြစ်တယ်ကျွန်တော်ဘယ်လိုအရာတွေဆွဲလန်းရမလဲဆိုလို့ရှင်ညီကြီးပေါ်မှာရှိသောအရာတို့ကိုတက်မဲ့ဆွဲလန်းသောစိတ်မရှိဘဲနဲ့အထက်အရာကိုသာဆွဲလန်းဖို့ရန်အတွက်ပြောတာဖြစ်တယ်ညီကြီးအရာဆိုတာဒီလောကမှာကျွန်တော်မြင်နေရတဲ့အရာအထက်အရာကျတော့ဖျားနဲ့ဆိုင်သောအရာကိုပြောတာဖြစ်တယ်ကျွန်တော်ညီကြီးအရာဟာဆိုလို့ရှင်ဖျားရဲ့အလိုတော်နဲ့ဆန့်ကျင်ပြီးတော့ကိုယ်အလိုဦးစားပေးမတည်မြဲတဲ့အရာဦးစားပေးသောအရာကိုဆိုလိုတာဖြစ်တယ်တမန်ကျမ်းစာညီကြီးအရာဘယ်လိုဖော်ပြထားလဲဆိုလို့ရှင်တိယောအခန်းကြီးနှစ်အငယ်16လောက၌ရှိသောအရာတည်ဟူသောကိုယ်ကာယတတ်မဲ့ခြင်းမျက်စိတတ်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမဲတော်နှင့်မဆက်ဆိုင်လောကနဲ့သာဆိုင်ကြ၏ကျွန်တော်ဒီလောကမှာတွေ့မြင်နေရတဲ့ကျွန်တော်ရဲ့ကိုယ်ကာယတတ်မဲ့ခြင်းကျွန်တော်ရဲ့မျက်စိရဲ့တတ်မဲ့ခြင်းလောကီစည်းစိမ်၌ကျွန်တော်ရဲ့ဝါကြွားခြင်းတွေကဖျားစီရလာတဲ့အရာမဟုတ်ဘဲနဲ့ဒီလောကနဲ့လာတဲ့အရာဆိုတာကျွန်တော်ဒီကျမ်းချက်အဖြစ်အတီလင်းပေါ်ပြထားတော့ကျွန်တော်တွေ့ရတယ်။သခင်ယေရှုကိုယ်တိုင်ကဘာပြောထားလဲဆိုလို့ရှင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဦးစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တန်းဆိုပြီးတော့ပြောထားတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ဖခင်ရဲ့အရာမဆွေးလန်းမင်းနဲ့ကျွန်တော်လောကအရာဆွေးလန်းခြင်းအဖြစ်ကျွန်တော်အသက်တာမှာဘလို့ဆုံးရှုံးမှုတွေဂျုံတွေ့နိုင်လဲဆိုလို့ရှိရင်100အခန်းကြီး15ကိုတို့ကဖတ်ရအောင်100အခန်းကြီး15အပိုင်ငယ်1ကနေ2ထိဖတ်ရအောင်တပန်ရှမွေလကသာတော်ဖျားဤလူဣသရေလအမျိုးကိုအိုးဆိုးစေခြင်းဟာတင့်ကိုပိတ်သိပ်ပြီးမြေကြောင်းငါကိုအထက်ကစီလွတ်တော်မူသည်ဖြစ်၍ယခုမှသာတော်ဖျား၏စကားတော်ကိုနားထောင်လောကောင်းကင်ပူချရှင်သာတော်ဖျားမိန်တော်မူသည်ကအေဂုတုပြည်မှထွက်လာသောဣသရေလအမျိုး၌အာမလက်အမျိုးပြုသောစီတာခြင်းမှုကိုငါမှတ်လက်ရှိ၏ဘုရားသခင်ကဣသရေလရှင်ဘုရင်ရှောလူစီခိုင်းတဲ့အရာဖြစ်တယ်။ဘာလို့စီခိုင်းလဲဆိုလို့ရှင်အာမလက်လူမျိုးတွေကိုတွားပြီးတော့ဖျက်ဆီးခိုင်းတယ်ဆိုတဲ့အရာကျွန်တော်တွေ့ရတယ်။ဘာလို့ဖျက်ဆီးခိုင်းလဲဆိုလို့ရှင်အာမလက်လူမျိုးတွေဟာဣသရေလလူမျိုးတွေအဂရုပြန်နဲ့ထွက်လာပြီးတော့ခါနန်ပြည်ကိုတွားတဲ့အချိန်မှာလမ်းမှာစီတာချင်းမှုပြုတယ်ပြီးကြတော့သူတို့တိုက်ခိုက်တယ်ဒီအရာတွေဘုရားသခင်ကထွမြောက်ရာခန်းကြီးဆက်ခွင်အပိုင်ငယ်14မှာမောရှိကိုမှတ်တမ်းတင်ခိုင်းတာဖြစ်တယ်။တစ်ချိန်မှာသူတို့ရဲ့အပြုအမူတွေအတွက်သူတို့ပြန်ပြီးတော့စီရင်ပေးမယ်ဆိုတဲ့အရာဖခင်မောရှိအဖြစ်ဂတိပေးတဲ့အရာကျွန်တော်တွေ့ရတာဖြစ်တယ်။ဘလို့ဖြည့်ဆည်းခိုင်းလဲဆိုလို့ရှိရင်ယခုသွား၍ထိုမျိုးကိုလုပ်ခြင်းလောနှမျောခြင်းမရှိဘဲရှင်းရှင်းဖြည့်ဆည်း၍ယောက်ျားမိန်းမသူငယ်နှိုးဆိုမှစာ၍သူနွားကလအုပ်ညီတို့ကိုတတ်လို့ဟုရှောလူအားဆင်ဆိုတဲ့အတိုင်းဒီနေရာမှာဘုရားဘလို့ဖြည့်ဆည်းခိုင်းလဲဆိုလို့ရှင်နှမျောခြင်းမရှိဘဲနဲ့ရှင်းရှင်းဖြည့်ဆည်းရမယ်ယောက်ျားမိန်းမသူငယ်နှိုးဆိုတဲ့ကလေးတွေအစတရိษံအကုန်ဖြည့်ဆည်းခိုင်းတာဖြစ်တယ်သူ့တော်လေဘလို့ဖြည့်ဆည်းလာလဲဆိုလို့ရှင်အခန်းငယ်8နဲ့9တို့ကဖတ်ရအောင်အာမလက်ရှင်ပြင်ကန့်ကိုအရှင်ဖမ်းမိ၏လူအပေါင်းတို့ကိုတားဖြစ်ရှင်းရှင်းပြည့်စည်လေ၏သူရတွင်ရှောလူနှင့်လူတို့အာခန့်မင်းနှင့်တကွသူနွားအညက်အလက်စူသောသူငယ်ကောင်းသောဥစ္စာရှိသမျှတို့ကိုနှမျော၍ရှင်းရှင်းမပြည့်စည်ကြအသုံးမဝင်ရုပ်မာသောဥစ္စာရှိသမျှတို့ကိုသာရှင်းရှင်းပြည့်စည်ကြ၏ရှင်ပြန်ရှောလူဘလို့ပြည့်စည်လာလဲဆိုလို့ရှင်သူတို့ရဲ့အာမလက်တွေရဲ့ရှင်ဘရင်ကိုဖမ်းဆီးလာတဲ့ပြီးကျတော့ကောင်းတဲ့သုံးနွားအရာအားလုံးကိုကောင်းတဲ့ဟာအားလုံးမဖြည့်ဆည်းပြီးနဲ့မကောင်းတဲ့အသုံးမဝင်တဲ့အရာအားလုံးကိုဖြည့်ဆည်းပြီးတော့ပြန်လာတယ်ရှမွေလနဲ့သူ့ရဲ့လူမျိုးတွေကသူ့ကြိုးဆိုကြတယ်
အဲ့ချိန်မှာရှောလူဘာပြောလဲဆိုလို့ရှင်ဖျားသခင်ခိုင်းထားတဲ့အရာကျွန်တော်လုပ်လို့ပြီးပြီဆိုပြီးတော့ပြန်လာတယ်အဲ့ချိန်မှာရှမွေလပါမင်းလဲဆိုလို့ရှင်ငါချားနေရတဲ့သိုးနွားမြည်တန်တွေကဘယ်ဟာနဲ့လာတာလဲဆိုတော့မိတဲ့ချိန်မှာရှောလူကအမလက်ဘီယန်နဲ့သူယူခဲ့တဲ့အရာဖြစ်တယ်လူတွေကဖျားသခင်ကိုပူဇော်ဖို့ရန်အတွက်အကောင်းဆုံးသောသိုးနွားတွေကိုနှမျောပြီးတော့ကျန်တဲ့ရှိတဲ့အရာအားလုံးတော့ရှင်းရှင်းကျွန်တော်ဖြည့်ဆည်းခဲ့တယ်ဆိုပြီးတော့ပြန်ပြောတယ်တကယ်ဖျားလို့တော့ရင်မျိုးဟာဆိုလို့ရှိရင်ဒီကျွန်တော်မြင်နေရတဲ့ဒီမီးရှို့ရာရစ်တွေမဟုတ်ဘဲနဲ့ဖျားရဲ့အလိုတော်တည်ပြီးတော့ဖျားရဲ့စကားနားထောင်ခြင်းဟာတာလေမှန်သောရစ်ပူဇော်ခြင်းဖြစ်တယ်ဒါမဲ့ဖျားရဲ့စကားကိုနားထောင်ရမယ့်အစားရှောလူကမြင်နေရတဲ့လောကအရာကိုနှမျောမိသွားတယ်တေရအခန်းကြီး15အပိုင်းငယ်23မှာဆိုလို့ရှင်ဖယားသူ့စကားမပြောတော့သူ့ရှင်ပင်နေရနဲ့ဖေထားတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်တေရအခန်းကြီး16ပိုင်းငယ်14မှာဆိုလို့ရှင်ဖျားရဲ့ဝိညာဉ်တော်ကသူ့ရဲ့အထက်နဲ့ထွက်သွားတဲ့အချိန်မှာဆိုးသောဝိညာဉ်ကသူ့အထက်ကိုဝင်လာပြီးတော့နှောင့်ယှက်တယ်ဆိုတဲ့အရာကျွန်တော်တွေ့ရတယ်ပြီးတော့တေရအခန်းကြီး28အပိုင်းငယ်6မှာဆိုလို့ရှင်ဖိလိတိလူမျိုးတွေဣသရေလလူမျိုးတွေစစ်တိုက်ဖို့ရန်အတွက်ပြင်ဆင်တဲ့ချိန်မှာရှောလူကဒီဖိလိတိအုပ်စုချီကိုတွေ့ပြီးခါမှကြောင်းလှန်ပြီးတော့ဘုရားသခင်ကိုဆူတောင်းပေါ်ညာလို့ဘုရားသခင်ပြန်မထူးအိမ်မအားဖြင့်လည်းသူစကားမပြောဘူးဥရီအားဖြင့်လည်းစကားမပြောဘူးပြီးတော့ပရောဖက်တွေအားဖြင့်လည်းစကားမပြောတော့ဘူးဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်တကယ်ဖျားလို့တဲ့အရာသူ့ရဲ့စကားနားထောင်ခြင်းဖြစ်တယ်။ဒါမဲ့ရှောလူဟာဆိုလို့ရှင်မြင်နေရတဲ့လောကအရာတွေကိုနှမျောသွားတယ်။တကယ်သူတန်ဖိုးထားရမယ့်အရာကဖျားရဲ့စကားဖြစ်တယ်။ကျွန်တော်ရဲ့အသက်တာမှာရောဖျားချက်ဘယ်အရာကိုဦးစားပေးနေလဲဆိုတဲ့အရာကိုကျွန်တော်ပြန်လည်ပြီးတော့စမ်းစစ်ကြည့်အောင်။ကျွန်တော်ဒီလောကအရာဦးစားပေးခြင်းအဖြစ်ကျွန်တော်ရဲ့အသက်တာမှာဆိုလို့ရှိရင်ယိုယွင်းပျက်စီးပြီးတော့ဟိုခုရှိနေတဲ့ဘဝနဲ့ဟိုအောက်ဆုံးအထိကြာရှုံးခြင်းဝမ်းနည်းပူဆွေးတော့ကတွေနဲ့သာကျွန်တော်ရဲ့ဘဝကိုအဆုံးသတ်ရမယ်ဆိုတဲ့အရာကိုကျွန်တော်ရှင်ဘုရင်ရှောလူအားဖြင့်ကျွန်တော်တို့သင်ခန်းစာယူရအောင်အထက်အရာကျွန်တော်အထက်အရာကိုဆွဲလန်းတတ်ဖို့ရတဲ့အရင်ရေးကြည့်ရဖြစ်တဲ့အထက်အရာကိုကျွန်တော်ရှင်ပေတရုရဲ့အသက်တာအားဖြင့်ပြင်ဆင်လာတယ်ရှင်ပေတရုရဲ့ကောင်းသောတတ်မှတ်ခြင်းဟာဘာလဲဆိုလို့ရှိရင်သူဟာခရစ်တော်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာခရစ်တော်နောက်ကိုလုံးလုံးလဲလဲလိုက်တော်သူဖြစ်တယ်ဆိုရရကျွန်တော်တွေ့ရတယ်ဒါကိုကျွန်တော်ရှင်မာသေအခန်းကြီး၄ပိုက်ငယ်18ကနေ20ထိအတူတူကဖတ်ရအောင်ဂါလိလဲအိုင်နာမှာကြွတော်မူစဉ်ပေတရုဟုခေါ်ပေါ်သောရှိမုန်နှင့်အိန္ဒြေညီကိုနှစ်ယောက်တို့သည်တငါဖြစ်၍အိုင်တွင်ပိုက်ကွန်ဖြန့်ချသည်ကိုမြင်တော်မူလျှင်ထိုသူတို့အားငါနောက်သို့လိုက်ကြလောသင်တို့သည်လူကိုမြှားသောတငါဖြစ်စေခြင်းဟာငါပြုမည်ဟုအမိန့်တော်ရှိလေသောထိုသူတို့သည်ချစ်ချင်းပိုက်ကွန်ကိုစွန့်ပြေး၍နောက်တော်သို့လိုက်ကြ၏ဒီနေ့မှာယေရှုကရှင်ပေတရုကိုငါနောက်သို့လိုက်လောမင်းကိုလူကိုမြှားတဲ့တငါဖြစ်စီမယ်ဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာပေတရုဟာဆိုလို့ရှင်သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တဲ့ဒီတငါဘဝကိုဆွတ်လွတ်တယ်ပြီးကျတော့သူ့ရဲ့မိသားစုဆွတ်လွတ်ပြီးတော့ယေရှုနောက်ကိုလိုက်တယ်ဆိုရတာကျွန်တော်တွေ့ရတယ်ရှင်မာသေအခန်းကြီး19အပိုင်းငယ်16ကနေကျွန်တော်22ထိကြည့်မယ်ဆိုလို့ရှင်လူတယောက်ကယေရှုထံလာပြီးတော့သူဟာကထာဝရအသက်ရဖို့ရန်အတွက်ဘာတွေလုပ်ဖို့လိုအပ်လဲဆိုပြီးတော့မေးလိုက်တဲ့ချိန်မှာယေရှုကသူ့ပညတ်တော်တွေကိုလိုက်လျှောက်ဖို့ရန်အတွက်ပြောတယ်။အဲ့ချိန်မှာအဲ့လူကဘာပြန်ပြောလဲဆိုလို့ရှိရင်ဒီပညတ်တော်တွေကသူငငယ်ကလေးကလှုပ်ဆောင်ခဲ့တဲ့ရာသူငငယ်ကလေးကကျင့်ခဲ့တဲ့ရာဖြစ်တဲ့အတွက်ကြောင့်သူဘာတွေထက်လို့ပို့လိုအပ်လဲဆိုပြီးတော့ယေရှုပြန်ပေးတယ်။အဲ့ချိန်မှာယေရှုသူဘာပြောလဲဆိုလို့ရှိရင်မင်းရဲ့ဥစ္စာတွေကိုရောင်းပြီးတော့မရှိစင်းရဲသားတွေကိုပေးပြီးတော့ငါးနောက်သို့လိုက်လောလို့ပြောတဲ့ချိန်မှာသူဟာမြင်နေရတဲ့လောကအရာကိုဆွဲလန်းပြီးတော့ယေရှုနောက်ကိုမလိုက်ဘဲနဲ့
ဝမ်းနေသောစိတ်နဲ့ပြန်ပြီးတော့လှည့်ထွက်သွားတဲ့ယေရှုကအဲ့ချိန်မှာပြောလဲဆိုလို့ရှိရင်ငွေရတတ်သောသူတွေဟာကောင်းကင်နိုင်ငံဝင်ဖို့အတွက်အရန်ခက်ခဲတယ်ဆိုတဲ့အရာကျွန်တော်သူယေရှုပြောထားတဲ့အရာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီနေ့ယုံကြည်သူများတစ်ပတ်မှတစ်ခါပဲသွားရတဲ့ဖခင်ကြောင့်ချီးမွမ်းကိုးကွယ်ခြင်းအတွက်အရန်ဝင်လေးလာကြတယ်ပြီးကြတော့ကိုယ်တိုင်လည်းမသွားဘူးသွားတဲ့လူတွေကိုလည်းပြောလဲဆိုလို့ရှိရင်သွားတဲ့လူနဲ့မသွားတဲ့လူအတူတူပဲဆိုလို့ကျွန်တော်ပြောတတ်ကြတယ်ဒူလားမဒူလားဆိုတော့ကျွန်တော်တို့အခုချိန်မှာမသိတာပဲမဲ့အချိန်တစ်ခုရောက်လာတဲ့ချိန်မှာဒီဖျားချောင်းလုံးဝမသွားတဲ့သူတွေဟာဆိုလို့ဘလို့ဖြစ်လာလဲဆိုလို့ရှိရင်ဖျားနဲ့ဝေးတဲ့ထက်ဝေးလာပြီးတော့ကျမ်းစာကိုတစ်ပတ်မှတစ်ခါမှမဖတ်ဘဲနဲ့ဖျားနဲ့ဝေးသွားတဲ့အရာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ဖျားချောင်းလာတဲ့သူဟာဆိုလို့ရှိရင်ဖျားရဲ့စကားကိုအနည်းအချင်းကြားတဲ့ချိန်မှာတစ်ချိန်မှာသူ့ရဲ့တက်တာထဲမှာမှန်ကန်တဲ့လမ်းမှန်ကန်တဲ့တမန်တရားကိုအမြဲတမ်းကြားနေတဲ့အတွက်ကြောင့်သူ့ရဲ့တက်တာဟာဆိုရင်ဖြည်းဖြည်းနဲ့ဖျားချောင်းမလာတဲ့သူထက်ဆိုရင်လို့ရှိရင်အများကြီးပြောင်းလဲလာမယ်ဆိုတဲ့အရာကျွန်တော်သိရမှာဖြစ်တယ်ပြီးတော့ဆေးဖို့မှာတဖို့ပဲပေးရတဲ့ဆေးဖို့တဖို့အတွက်ကျွန်တော်အရန်ဝင်လေးလာတယ်ကျွန်တော်ရဲ့စိတ်ကပါကိုတမ်းမဲ့နေလေဖျားချက်ပါကိုအရေးပေးနေလေဆိုတာကျွန်တော်ပြန်တွေးပြီးတော့ပေတရုရဲ့ဆွတ်လွှတ်နစ်နာခြင်းကိုတတိယဖို့အတွက်တိုက်တွန်းခြင်းနဲ့ယေရှုရဲ့နောက်တော်လိုက်တဲ့ချိန်မှာသူဟာဆိုလို့ရှိရင်ဘလူးစိတ်နဲ့လိုက်လဲဆိုလို့ရှိရင်ချစ်သောစိတ်နဲ့လိုက်တယ်ဆိုတဲ့အရာကျွန်တော်တွေ့ရတယ်။ဒါကိုကျွန်တော်ဘယ်မှာကြည့်ရမလဲဆိုလို့ရှိရင်ရှင်မသက်ခန်းကြီး16အပိုင်းငယ်21ဟုတ်ပြီ21ကနေကျွန်တော်23ထိဖတ်ရအောင်။ထိုမှတပါကိုတော်သည်ယေရုရှလင်မြို့သို့သွားရမည်။လူကြီးကယေဘရဟိအကြီးဂျမ်ပြူဆရာတို့၏လက်၌များစွာခံရမည်။အသေးသက်ချင်းကိုလည်းခံရမည်။သုံးရမြောက်သောနေ့၌ထမ်းမြောက်လိမ့်မည်ဟုသောအကြောင်းအရာများကိုထိုအခါမှစ၍တပည့်တော်အားပြတော်မူ၏ထိုအခါပေတရုသည်ကိုတော်ကိုမိမိနှင့်တူခေါ်၍သခင်ကိုတော်၌ဤသို့မဖြစ်ပါစေနှင့်ဤမှုသည်ကိုတော်၌မရောက်ရဟုအပြစ်တင်သောစကားကိုရှောက်တော်ကိုတော်သည်မျက်နှာတော်ကိုလှည့်၍အချင်းရန်သူငါနောက်သို့ဆုပ်လောတင်သည်ငါတိုင်းမိ၍လဲเสียအကြောင်းဖြစ်၏တင်သည်ဖျားခင်၏အရာကိုမဆွဲလန်းလူတို့၏အရာကိုသာဆွဲလန်းသည်ဟုမိန့်တော်မူ၏ဒီကျမ်းချက်ကဘာပြောထားလဲဆိုလို့ရှိရင်ယေရှုကိုယေရုရှလင်မြို့မှာခေါ်သွားပြီးတော့သူ့သက်ဖို့ရန်အတွက်ယေရှုကပြောလာတဲ့အချိန်မှာပေတရုကငါတို့အတူရှိနေရမယ်အဲ့လိုမဖြစ်စေရဘူးဆိုတော့အပြစ်တင်တဲ့စကားနဲ့ပြောလာတဲ့အခါမှာယေရှုကအချင်းဉာဏ်သူငါနောက်သို့ဆုပ်တော့သင်ဟာငါအတွက်အစည်းတားဖြစ်တယ်ငါအတွက်တိုင်းမှီပြီးတော့လဲเสียဖြစ်တယ်မင်းကဘုရားရဲ့အရာကိုမဆွဲလန်းမနဲ့လူအရာကိုဆွဲလန်းတော်သူဖြစ်တယ်ဆိုပြီးတော့အပြောခံရတဲ့အထိဖြစ်တယ်တကယ်တော့ရှင်ပေတရုဟာဆိုလို့ရှိရင်ဘုရားရဲ့အကြံစီကိုနားမလည်ဘဲနဲ့ယေရှုကာကွယ်လူတဲ့စိတ်ပြင်းပြတဲ့ချစ်ချင်းမြတ်တာကြောင့်ဒီလိုစကားပြောတယ်ဆိုတဲ့အရာကိုကျွန်တော်အကျဉ်းချက်အဖြစ်ကျွန်တော်တွေ့ရတာဖြစ်တယ်။နောက်ပြီးတော့ရှင်ပေတရုဟာဆိုလို့ရှိရင်ဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်သူဟာနာခံတတ်သောနှလုံးသားရှိတဲ့လူမျိုးဖြစ်တယ်။ဒါဟုတ်ကျွန်တော်ရှင်ယောဟန်အခန်းကြီး21အပိုင်ငယ်15 16 19မှာကျွန်တော်တွေ့ရတယ်။ကျွန်တော်အတူတကွဖတ်ရအောင်နည်းနည်းစားကြသည့်နောက်ယေရှုကယောနာ၏သားရှိမုန်ဤသူတို့သည်ငါကိုချစ်သည့်ထက်သင်သည်သာ၍ချစ်သလောဟုရှိမုန်ပေတရုအားမေးတော်မူတယ်ဟုတ်ပါ၏သခင်ကိုရောကိုကျွန်ုပ်ချစ်သည်ကိုရောသိတော်မူ၏ဟုလျှောက်သောငါဤသူတို့ကိုချွေးမွေးလောဟုမိန်တော်မူ၏တပန်ယေရှုကယောနာ၏သားရှိမုန်သင်သည်ငါကိုချစ်သလောဟုဒုတိယအကြိမ်မေးတော်မူလျှင်ဟုတ်ပါ၏တခင်ကိုရောကိုကျွန်ုပ်ချစ်သည်ကိုရောသိတော်မူ၏ဟုလျှောက်သောငါဤသူတို့ကိုထိန်လောဟုမိန်တော်မူ၏ယေရှုကလည်းယောနာ၏သားရှိမုန်သင်သည်ငါကိုချစ်သလောဟုတတိယအကြိမ်မေးတော်မူလျှင်သင်သည်ငါကိုချစ်သလောဟုသုံးချိန်တိုင်အောင်မေးတော်မူသောကြောင့်ပေတရုသည်စိတ်နာသည်ဖြင့်
သခင်ကိုရောသည်ခတ်သိမ်းသောအရာတို့ကိုတည်တော်မူ၏ကိုရောကိုကျွန်ုပ်ချစ်သည်ကိုကိုရောတည်တော်မူ၏ဟုလျှောက်သောယေရှုကငါ၏သူတို့ကိုကျွေးမွေးလောဒီကျမ်းစာဟာဆိုလို့ရှိရင်သခင်ယေရှုကရှင်ပေတရုကိုစေခိုင်းထားတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ငါ့ကိုချစ်လာလို့ယေရှုကရှင်ပေတရုမေးတဲ့ချိန်မှာရှင်ပေတရုကကိုရောချစ်တယ်ဆိုတော့ပြန်ပြောလိုက်တဲ့ချိန်မှာနံပါတ်1ဘာခိုင်းထားလဲဆိုလို့ရှိရင်ငါ၏သူသူငယ်တို့ကိုကျွေးမွေးလောဟုမိန့်တော်မူ၏ကျွန်တော်တိုးလို့ပြောတဲ့ချိန်မှာကျွန်တော်တိုးဆိုတာကျွန်တော်ယုံကြည်သူခရိယန်များကိုပုံဆောင်သောအရာဖြစ်တယ်တိုးသူငယ်လို့သုံးထားတဲ့အတွက်ကြောင့်ယုံကြည်သူတွေမှာနုနယ်ဝိညာဉ်ရေးရာပိုင်းမှာနုနယ်သေးသောအရွယ်များကိုဆိုလိုတာဖြစ်တယ်ကျွေးမွေးလို့ပြောတဲ့ချိန်မှာဝိညာဉ်အစာကိုဆိုလိုတာဖြစ်တယ်ဖျားရဲ့နှုတ်ကပတ်တော်နဲ့အညီတွင်တင်ဖို့ရန်အတွက်ဆိုလိုသောကြံပိုက်ဖြစ်တယ်။နောက်ဒုတိယအချိန်ငါ့ကိုချစ်လာလို့ပြန်ပြီးတဲ့ချိန်မှာကိုရောကျွန်ုပ်ချစ်တာကိုရောသိပါတယ်လို့ပြန်ပြောတဲ့ချိန်မှာငါဤသူတို့ကိုထိန်းတော်မိန်တော်မူ၏ထိန်းတော်လို့ပြောတဲ့ချိန်မှာကျွန်တော်နားလေရမှာတနည်းအားဖြင့်စောင့်ရှောက်ဖို့တနည်းအားဖြင့်ဥဆောင်ဖို့ရန်အတွက်ပြောတာဖြစ်တယ်။မှားယွင်းသောတွင်တင်ချက်တွေကြမှာရင်လိမ့်မသွားပဲနဲ့မမှားယွင်းသွားပဲနဲ့ယုံကြည်သူတွေကိုမှန်ကန်တဲ့လမ်းကိုပို့ဆောင်ဖို့ရန်အတွက်ဥဆောင်ခိုင်းတာဖြစ်တယ်ထိမ့်သိမ်းခိုင်းတာဖြစ်တယ်။နံပါတ်3ငါ့ချစ်လာလို့မေးတဲ့ချိန်မှာရှေ့ကနေတူပဲပြန်ပြောကိုရောချစ်တယ်ကိုရောသိပါတယ်ဆိုပြီးပြန်ပြောတဲ့ချိန်မှာငါသူတွေကိုချွေးမွေးလို့ပြောတယ်ဒီချိန်မှာဒီချမ်းပိုက်ကဘာပြောထားလဲဆိုရင်သူထင်းတူအနေနဲ့မိမိရဲ့သူတွေကိုချစ်ခင်တယ်လို့မျိုးပဲကျွန်တော်ယုံကြည်သူတွေကိုလည်းကျွန်တော်မြတ်တာနဲ့ပြုစုပြောထောင်ပေးဖို့ရန်အတွက်ပြောချင်တဲ့ချမ်းပိုက်ဖြစ်တယ်ကျွန်တော်အငယ်18ကိုထပ်ပြီးတော့ကြည့်အောင်ငါမှန်ဆိုသည်ကတင်သည်ပြိုသောအသက်ရှိစဉ်ကိုပတ်စည်း၍အလူရှိရာအရက်တို့တော်လာတတ်၏ဒီချမ်းပိုက်ဟာဆိုလို့ဘာပြောချင်တာလဲဆိုလို့ရှိရင်ပေတရုရဲ့ဘဝသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူတငါတဲ့ဘဝကိုဥဆောင်ခဲ့တယ်သူလွတ်လပ်စွာသွားလာနိုင်ခဲ့တဲ့အချိန်ပြီးတော့သူလူရခရီးကိုသွားလာနိုင်တဲ့အချိန်ကိုပြောတာဖြစ်တယ်။တနည်းအားဖြင့်ယေရှုနဲ့သူ့ရဲ့ဘဝမတွေ့ခင်တော့ဘဝကိုဆိုလိုတဲ့အရာဖြစ်တယ်။တင်ဒီအိုသောအခါလက်နှစ်ဖက်ကိုဆံပြီးတင်သူတပါးသည်တင့်ကိုပတ်စည်း၍တင်အလိုမရှိရာအရက်သို့ယူသွားလိမ့်မည်ဟုမိန့်တော်မူ၏ဒါဟာဆိုလို့ရှင်ပေတရုဟာဘလို့တေချင်းမျိုးနဲ့တေမလဲဆိုတဲ့အရာကိုဖော်ပြထားတဲ့ကျမ်းပိုက်ဖြစ်တယ်ပေတရုဟာဆိုလို့ရှင်သူတပါးတွေရဲ့ထင်းချုံမှုအောင်မှာရောက်လာပြီးတော့သူဆန္ဒမဟုတ်တဲ့နေရာတေချင်းနေရာခေါ်သွားကြဖို့အတွက်ဖော်ပြထားသောကျမ်းပိုက်ဖြစ်တယ်အပိုင်ငယ်ဆက်ကိုတူတူပြန်ဖတ်ရအောင်ထို့သောမိန့်တော်မူသောအပေသူသောတည်ခြင်းအဖြစ်ပေတရုသည်ဘုရားသခင်၏ပုံတော်ကိုထင်ရှားစေမည်အရေးကိုပေးတော်မူ၏ဒါဆိုလို့ရှင်ပေတရုဟာရိုးရိုးတည်ခြင်းဟုတ်ပဲနဲ့ဘုရားရဲ့ဂုဏ်ဆောင်သောတည်ခြင်းမျိုးဖြစ်တဲ့ဆိုတဲ့အရာကိုဖော်ပြသောကျမ်းဖြစ်တယ်တနည်းအားဖြင့်ဘုရားပုံတော်ထင်ရှားစေသောသူဖြစ်တဲ့ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆက်ပြီးတော့ဖတ်ရအောင်ထို့သို့မိန့်တော်မူပြီးမှနောက်တော်သို့လိုက်လောဟုပေတရုအားမိန့်တော်မူပြန်၏ဒါဟာဆိုလို့ရှင်ပေတရုရဲ့အသက်တာတစ်ခုလုံးဘဝတစ်ခုလုံးကိုယေရှုကတောင်းဆိုတာဖြစ်တယ်ပေတရုဟာဆိုလို့ရှိရင်နောက်လိုက်လိုတော်သူဖြစ်တယ်ချစ်တဲ့စိတ်နဲ့လုပ်တယ်နာခံတတ်သောနှလုံးသားနဲ့လှုပ်လိုက်တဲ့အချိန်မှာနောက်ဆုံးသူဟာဘုရားပုံတော်ထင်ရှားစေတဲ့သူဖြစ်လာတယ်။သခင်ယေရှုမှားထားတဲ့အတိုင်းပဲသူဟာသူတွေကိုထိမ့်သိမ်းနဲ့ကျွေးမွေးတယ်။တိုးပွားလာတယ်။ဘုရားပုံတော်ထင်ရှားစေတဲ့သူဖြစ်တယ်။ယေရှုကောင်းကင်ကိုပြန်တက်ပြီးတဲ့နောက်ဧဝံဂေလိတရားကိုရဲရဲဝံ့ဝံ့ဟောပြောတယ်။ပြီးကြတော့တ
မန်တော်ခန်းချင်းနဲ့အပိုင်းငယ်47ကိုတူကဖတ်ရအောင်ထိုစကားကိုသိနှလုံးသွင်းမိသောသူတို့သည်ပတ္တစံကိုခံ၍ထိုနေ့၌အရေးအတွက်အားဖြင့်3000မြလောက်သောသူတို့သည်ဝင်ကြ၏ပြီးသူတို့ရဲ့နာခံတတ်သောနှလုံးသားနဲ့လှုပ်လိုက်တဲ့ချိန်မှာဒီနေရာမှာပြီးသူတို့အားဖြင့်ပင်တေကုတေပွဲနေမှာလူပေါင်း3000ခန့်ပြောင်းလဲတယ်ဆိုရရောက်ကျွန်တော်တွေ့ရတယ်အာနာပိုင်တွေသူ့ချင်းချောက်တယ်ဖမ်းဆီးတယ်သူ့တုံရလိုပဲကောင်းသောနောက်လိုက်ခြင်းချစ်တဲ့စိတ်နဲ့နာခံတတ်သောနှလုံးသားနဲ့လှုပ်လိုက်တဲ့အခါမှာသူဟာဘုရားပုံတော်ထင်ရှားစေတဲ့သူဖြစ်လာတယ်သူဟာတည်တဲ့အထိဘဝတစ်ခုလုံးကိုဘုရားအတွက်ပုံအပ်ထားတယ်ပုံအပ်ခဲ့တဲ့သူဖြစ်တယ်ဆိုရရောက်ကျွန်တော်တွေ့ရတယ်ဒါဟာဆိုလို့ရှိရင်အထက်အရာတမဲ့သောစိတ်လို့ခေါ်တာဖြစ်တယ်အဲ့လိုလောကမှာဘုရားအတွက်နစ်နာခံတဲ့လူတွေအတွက်ဘယ်လိုဆုလက်များစွာရှိဘယ်လိုဆုလက်တွေရှိလဲဆိုလို့ရှိရင်ကျွန်တော်ရှင်မတဲ့အခန်းကြီးကအပိုင်းငယ်7နဲ့12ကိုကျွန်တော်အတူကဖတ်ရအောင်ငါ6တင်တို့ကိုကဲရင်ရင်ဆဲ၍မမှန်မဲလက်အပြစ်တကားတင်ကြသောအခါတင်တို့သည်မင်္ဂလာရှိကြ၏ဝမ်းမြောက်ရွှင်မြူခြင်းရှိကြလောအကြောင်းမူကားကောင်းကင်ဘုံ၌တင်တို့၏အကျိုးသည်ကြီးလှပေ၏တင်တို့ရှိကပေါ်ထွန်းသောပရောဖက်တို့ကိုထိုနေ့တူညင်းစေကြပြီကျွန်တော်ယေရှုခရစ်အတွက်ကျွန်တော်ညင်းစေခြင်းမမှန်မဲနဲ့အပြစ်တကားအပြစ်တင်ပြီးတော့ဝေဖန်ရှုံချလာတဲ့ချိန်မှာဝမ်းမြောက်ရွှင်မြူခြင်းရှိဖို့ရန်အတွက်ပြောတာဖြစ်တယ်အဲ့လိုခံခဲ့ရတဲ့အတွက်ကောင်းကင်နိုင်ငံမှာကျွန်တော်တို့အတွက်ဆုလက်များစွာရှိတယ်ဆိုတဲ့အရာကိုဒီချမ်းပိုင်အဖြစ်ပေါ်ပြထားတာဖြစ်တယ်ဒီလိုငင်းဆဲခြင်းတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ထဲခံရတဲ့အရာမဟုတ်ဘဲနဲ့ကျွန်တော်ရှိမှရှိခဲ့ပြီးတော့ prophet တွေလည်းထိုနည်းတူပဲသူတို့ငင်းဆဲခဲ့ကြတယ်ဆိုတဲ့အရာကျွန်တော်တွေ့ရတာဖြစ်တယ်ကျွန်တော်တို့လည်းကျွန်တော်ဘဝတစ်ခုလုံးကိုဘုရားအတွက်ပေးဆက်ပြီးတော့သူ့နောက်လိုက်တော်သူမဖြစ်ကြရင်ပဲဘုရားကိုချစ်တဲ့စိတ်နဲ့ဘုရားကိုချစ်တဲ့စိတ်နဲ့အသင်းတော်ကိုယ့်ရဲ့ပတ်ဝန်းကျင်အပေါ်မှာဘုရားနှုတ်ပတ်တော်တိုင်းနာခံတတ်တဲ့စိတ်တော်သားနှလုံးသားရှိပြီးတော့ဘုရားရဲ့အစီကိုခံခြင်းအပြင်ကျွန်တော်တို့ကြောင့်ဘုရားပုံတော်ထင်ရှားဖို့ရန်အရင်အရေးကြီးတာဖြစ်တယ်။ရှောလူခါဆိုလို့ရှိရင်ဘုရားသူနှမျောခြင်းမရှိဘဲနဲ့ဖြစ်စည်းဖို့ရန်အတွက်မှားထားပုံညာလည်းပဲဘုရားရဲ့စကားထက်ဒီလောကအရာတွေပေါ်မှာဒီလောကအရာတွေကိုမြင်လာတဲ့ချိန်မှာဘုရားရဲ့စကားကိုမေ့ပြီးတော့ဒီအရာတွေပေါ်မှာပဲစိတ်ကြိုင်သွားတဲ့ချိန်မှာနောက်ဆုံးသူ့ရဲ့တက်တာမှာခြာရှုံးခြင်းများစွာနဲ့ဘုရားရှင်ဘုရင်နေရနဲ့ဖေထားတယ်ဆိုရရောက်ကျွန်တော်တွေ့ရတယ်ကျွန်တော်မိခွန်းတစ်ခုအပြင်အဆုံးသတ်ရမယ်ဆိုလို့ရှိရင်ဒီလောကမှာလည်းကျွန်တော်ဘုရားကိုမေ့ထားပြီးတော့ဖေထားပြီးတော့ဒီလောကအရာတွေနဲ့ပဲကျွန်တော်ဘဝကိုနေတိုင်းဖြတ်သန်းနေပြီလားဆိုတော့ပြန်တွေးစီခြင်းနဲ့ဂျာနာတူရောက်စီတိုင်းပေါ်မှာဖျားရှင်တဲ့တစ်ဖက်ကောင်းကြည့်ပေးပါစေ